မင်္ဂလာပါသင်ကလေးက GED IGCSE GCE OSSD ဒါမှမဟုတ်မြန်မာ Grade 12အောင်ထားတာလားဒါဆိုဂျာမနီနိုင်ငံမှာရှိတဲ့အစိုးရတက္ကသိုလ်တွေမှာအခမဲ့ဘယ်လိုတက်ကြမလဲတကယ်တော့မြန်မာလူငယ်တွေအတွက်ဂျာမနီကိုသွားတဲ့ပညာရေးလမ်းကြောင်း၃ခုရှိပါတယ်ဒီဗီဒီယိုမှာမြန်မာကျောင်းသားတွေဂျာမနီနိုင်ငံကိုသွားပြီးပညာသင်ဖို့အသုံးများတဲ့လမ်းကြောင်း၃ခုကိုအလွယ်ဆုံးရှင်းပြပါမယ်လမ်းကြောင်းနံပါတ်1ကတော့တကယ်လို့ Grade 10 IGCSE O level GED ဒါမှမဟုတ် OSSD အောင်လာတဲ့ဆိုရင်ပထမဦးဆုံး Special Foundation တင်တန်းကိုဂျာမနီနိုင်ငံမှာတစ်နှစ်တည်းရပါမယ်အဲ့ဒါပြီးရင်ဂျာမနီနိုင်ငံမှာပဲဂျာမန်အစိုးရတက္ကသိုလ်တွေမှာဆက်တက်လို့ရပါတယ်ဒါမှမဟုတ်ရင်ဂျာမနီနိုင်ငံက Ausbildung လို့ခေါ်တဲ့ဂျာမန်အသက်မူဝမ်းကျောင်းသင်တန်းကိုလည်းတက်လို့ရပါတယ်လမ်းကြောင်းနှစ်ကတော့ Grade 11 GCE AS level ဒါမှမဟုတ် OSSD အောင်ထားတဲ့လူတွေအတွက် Foundation Program တစ်နှစ်ကိုဂျာမနီနိုင်ငံမှာတက်ရပါမယ်အဲ့ဒါပြီးရင်ဂျာမနီနိုင်ငံကဂျာမန်အစိုးရတက္ကသိုလ်တွေမှာဆက်ပြီးတော့တက်ရောက်နိုင်ပါတယ်လမ်းကြောင်းနံပါတ်3ကတော့ Grade 12 GCE A2 level ဒါမှမဟုတ် OSSD အောင်လာတဲ့ကလေးတွေအတွက်ဖြေဆိုထားတဲ့စာမွေးတွေရဲ့ဖြေဆိုထားတဲ့ဘာသာရပ်တွေပေါ်မှာမူတည်ပြီးတော့ဂျာမနီနိုင်ငံမှာအစိုးရတက္ကသိုလ်တွေမှာတက်လို့ရပါတယ်မြန်မာ Grade 12အောင်ထားတဲ့လူတွေအတွက်အထူးပြောချင်တာကတော့ဂျာမနီနိုင်ငံကနေပြီးတော့ဂျာမန်အစိုးရသည်မြန်မာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို Grade 10လို့ပဲထင်နေတဲ့အတွက်စနစ်သစ်မြန်မာတက္ကသိုလ်ဝင်စာမေးပွဲအောင်ထားတဲ့ Grade 12အောင်ထားတဲ့အောင်လက်မှတ်ကိုမသိသေးဘူးဖြစ်နေပါတယ်ဂျာမန်အစိုးရကမြန်မာတက္ကသိုလ်ဝင်ခွင့်အောင်လက်မှတ်သည် Grade 12ဖြစ်သွားတာကိုသိတဲ့အချိန်မှာမြန်မာကျောင်းသားတွေဂျာမနီမှာဂျာမန်ဆိုရတဲ့သူမှာတက်လို့ရပါလိမ့်မယ်ဒါကြောင့် GED IGCSE GCE OSSD မြန်မာ Grade 12ဘယ်စာမွေးဝဲပဲဖြည့်ထားဂျာမနီနိုင်ငံမှာပညာသင်ဖို့အတွက်လမ်းကြောင်းတွေရှိပါတယ်အရေးကြီးတာကမိမိနဲ့အသင့်တော်ဆုံးလမ်းကြောင်းကိုရွေးချယ်ဖို့ပဲဖြစ်ပါတယ်။သင်ရဲ့ပညာရေးအခြေအနေအတွက်ဘယ်လမ်းကြောင်းအသင့်တော်ဆုံးလဲဆိုရင်အဲ့ဒါကိုသိချင်ခဲ့တယ်ဆိုရင်ဂျာမနီလို့ comment မှာရေးထားခဲ့ပါ။ဒါမှမဟုတ် message ပို့ပြီးတော့လည်းဆွေးနွေးနိုင်ပါတယ်။ဒါမှမဟုတ် Accord မှာတွားဆက်သွယ်ပြီးတော့စုံစမ်းနိုင်ပါတယ်။